ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အနုပညာရှင်မိသားစုတစ်ခုရဲ့အလွန်ကိုစိတ်မကောင်းဖြစ်ရတဲ့ဆုံးရှုံးမှုသတင်းတစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့စံနမူနာပြဖြတ်တန်းခဲ့ကြတဲ့မင်းသားမင်းမော့ကုံတို့မိသားစုရဲ့တာငယ်လေးကထိုင်းနိုင်ငံကဆေးရုံတစ်ခုမှာကွယ်လွန်သွားခဲ့ပြီလည်းဖြစ်ပါတယ်ဒီသတင်းကမိသားစုရဲ့နေအတွက်တာမကတာငယ်လေးရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်တွေကိုကြည့်ပြီးတော့အမြဲချစ်ခင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအတွက်ပါရုပ်တရက်စိတ်နှလုံးထိခိုက်ကြေကွဲခဲ့ရတဲ့သတင်းတစ်ခုဖြစ်ခဲ့ရပါတယ်။တာငယ်လေးကခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး fashion style အလန်းစားတွေချစ်စရာကောင်းတဲ့အပြုအမူတွေကြောင့် social media ပေါ်မှာပရိသတ်တွေအမြဲတစေသတိထားမိပြီးတော့ချစ်ခင်ခြင်းကိုခံခဲ့ရသူလည်းဖြစ်ပါတယ်။မိသားစုရဲ့အမှုပညာသွေးကိုစက္ကန့်ပြီးတော့ရှေ့ဆက်မယ်မျိုးဆက်တဲ့လူငယ်တယောက်ရဲ့ဘဝခီးလန်ကအခုလိုမျိုးအရွယ်ကောင်းသောအချိန်မှာပဲစောစောစီးစီးပြီးဆုံးသွားခဲ့ရတဲ့အတွက်နှမျောတတပြုံငါလွယ်လို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။ချစ်ရတဲ့တားငယ်လေးကိုဆုံရှုံလိုက်ရတဲ့ဖခင်ပြည်သူမင်းမော်ကုန်းနဲ့တကွမိသားစုဝင်တွေအားလုံးရဲ့ထိခိုက်ကြေကွဲမှုတွေကဘယ်ရာနဲ့မှအစားထိုးလို့ရနိုင်မှာမဟုတ်ပါဘူး။ထိုင်းနိုင်ငံစေအုံမှာကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့မင်းမော်ကုန်းရဲ့တားငယ်လေးကောင်းရာတူတီလားပါစေကြောင်းနဲ့မိသားစုဝင်တွေအားလုံးဒီတော့ကားတွေကိုအမြန်ဆုံးဖျက်ကျော်နိုင်ပါစေကြောင်းကျွန်တော်တို့ channel ကနေအလေးအနက်ဝမ်းနဲ့ကြေကွဲစွာနဲ့ဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအဆုံးနေနာဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။